ဒီကလည်း share ပဲဘာမှပြောစရာမလိုဘူးအခက်9အိုင်နဲ့တောက်လျှောက်အနက်တာယာဒီအားလုံးတော့ပြူပြဲနေတာပဲရန်ကုန်တာယာပတ်လည်နဲ့ရန်ကုန်တာယာပတ်လည်ထည့်ထားတယ်ဈေးက280အခက်9အိုင်နဲ့သုံးမဲ့ခိုင်းမဲ့ဆိုရင်ရေးလဲမိုက်တယ်ဗျာဒီကောင်အော်တိုဂီယာနော်အော်တိုဂီယာနဲ့အော်တိုအမှန်လေးဒီဇယ်အင်ဂျင်အငွေ့လည်းမရှိဘူးအင်ဂျင်လည်းကောင်းတယ်ပါဝါ2ပေါက်နဲ့ဒါလေးတွေပြုတ်တာလေးပြန်လုပ်ရမယ်အော်တိုအမှန်နဲ့ဈေးကတော့280ပဲဗျာစိုင်လို့ရတယ်ပိုင်ရှင်နဲ့ဒါလိုက်စိုင်လို့ရတယ်လုံးဝ share ပဲကားလေးကောင်းတယ်ကားလေးကောင်းတယ်ကားမိုက်တယ်သူ့ဈေးနဲ့သူ့ကားလေးနဲ့10ရောက်လောက်စီးမယ်ဆိုရင်မိုက်တယ်ဗျာ10ရောက်လောက်စီးမယ်ဆိုရင်အင်ဂျင်ကတော့တော်တော် share ကောင်းတယ်အင်ဂျင်လုံးဝအငွေ့မရှိဘူးအင်ဂျင်ဂီယာကတော့လုံးဝမိုက်တယ်အခုအင်ဂျင်လေးခဏလောက်ဖွင့်နေတယ်ခဏလေးအင်ဂျင်လေးဖွင့်နေလို့အချက်လေးပဲကြာကျွန်တော်ဒါလေးဖွင့်လိုက်မယ်โอเคရလိုက်ဘာဒီဦးလေးအစ်ဒီမှာအင်ဂျင်လေး share ပဲအင်ဂျင်ဦးလေးဒါလေးကထားလိုက်နော်ရအဲ့လုံးဝ share ပဲကြာနေပါလိမ့်နဲ့နေပါလားနေပါလိမ့်ဒီကောင်အင်းနေကောင်းတယ်အော်တိုဂီယာနဲ့အော်တိုအမှန်နဲ့အဲအကွန်ပစ္စည်းအစုံပါတယ်အဲအကွန်အေးဖို့တော့ဘူးမအစ်ပါဘာမှကလိုက်မကလိုက်ဖြစ်TV လည်းကောင်းတယ်နော် TV လည်းမိုက်တယ်အယိုးစစ်တွေပါတယ်မိုက်တယ်အရှိလေးကမလေးတစ်ချက်လဲရမယ်ဗျာကအယောင်အသွေးရောအပြင်မှာမိုက်တယ်ပေါ့ခုံ3.2 KI ကားလေးဖုန်းတွေပါတယ်အကုန်ပါတယ်တော့ဖုန်းဖွင့်လို့မရဘူးဒီနေ့အသွေးရောင်းလည်းရတယ်မလားရတယ်ရောင်းလည်းရတယ်ရောင်းရလားရောင်းတယ်နော်ရောင်းလေးလာဖို့လေးထွက်တယ်ကောမဆာဘောလေးမတော့မဲ့တာကြာသွားလို့ဈေးကတော့ကျွန်တော်280တော့ခေါ်ပြီးထားလိုက်မယ်ဗျာညှိလုပ်ပေးလိုက်မယ်နော်ဈေးကိုကျွန်တော်ညှိလုပ်ပေးလိုက်မယ်တာယာလည်းလုံးဝ share ပဲလုတ်ချက်လေးကနည်းပွားတော့ပါတယ်ဒီနာအပြင်လေးတွေပါလေးလုတ်ချက်လေးတော့ပါတယ်ဆွေးလေးတွေโอเคဟာကျေးဇူးပါခင်ဗျာဖြည်းဖြည်းဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဖြည်းဖြည်းပါခင်ဗျာကားလေးမိုက်တယ်ဗျာကားလုံးဝ share ပဲ